ဒီမိမကဈေးဝယ်တဲ့အခါအကြီးဆုံးအသီးနှံတွေကိုအငြဲရွေးချယ်တကေသူ့ရဲ့ခင်ပွန်းကိုရွေးချယ်တဲ့အချိန်အပါအဝင်ငယ်စဉ်ကတည်းကပြီးပြီးဆုံးရေးသမားတစ်ယောက်ပဲပြီးတော့သူ့ရဲ့ခင်ပွန်းကတကယ်ပဲစိတ်ပျက်စရာမဟုတ်ဘူးသူ့ရဲ့တောင်းဆိုချက်အားလုံးကိုဖြည့်ဆည်းပြီးခဲ့ပြီးကလေးမွေးစားတာအထိလက်ခံခဲ့တယ်ဒါပေမဲ့သမီးကို10နှစ်ကျော်ပြုစုပြောထောင်ပြီးတဲ့နောက်သူမကတခုခုကိုနောက်ဆုံးရှာဖွေတွေ့ရှိခဲ့တယ်သူမရှိမှရပ်နေတဲ့မွေးစားမိဘတွေကလုံးဝကြောက်မဲ့ဖွယ်ကောင်းလာတယ်သူတို့ရဲ့သမီးဆွန်ဟီကတငယ်ချင်းတယောက်ဖန်တီးခဲ့ပြီးအိမ်ကိုပါခေါ်လာခဲ့တယ်မွေးစားမိဘတွေကဒီမိန်းကလေးဆူယွန်းကိုပြင်ပရနွီးထရီးစွာကြိုဆိုခဲ့ကြပြီမြင်သူတို့ကအရင်ကတည်းကသိပြီးသားပဲဆူယွန်းကစိုးသူပဲသူတို့သမီးကသူ့ကိုကောင်းကောင်းဆက်ဆံမိမဲ့ဖြောင်းဖြောင်းမမပြောရရင်သူမကိုကျေနပ်အောင်လုပ်ဖို့စ조사နေတယ်လို့ပဲမိမကသူ့ခင်မုန်းကိုမျက်လုံးပြခဲ့တယ်သူကချက်ချင်းနားလေသွားပြီးဆူယွန်းကိုပို့စားဖို့အားပေးတယ်လို့လုပ်ခဲ့တယ်ဆူယွန်းပြန်သွားပြီးတယ်နော်သူတို့သမီးသက်သာရသွားတာကိုမြင်ခဲ့ရတယ်အဖေကတခုခုကိုနားလေတယ်လို့ပဲသူ့သမီးအပန်းဖြေနေတာကိုမြင်တဲ့အခါအဖေကသူ့ကိုမပြောဘဲသူမရဲ့တငယ်ချင်းကိုတခါတရံခရီးထွက်ဖို့အကြံပြုခဲ့တယ်အဖေကသူ့တို့အမြင်ကြည့်စိုက်ပေးတာကိုမြင်တဲ့အခါသမီးကချစ်စရာကောင်းပြီးနီးကပ်လာတယ်ဒါပေမဲ့သူမရဲ့အဖေခရီးလို့ပြောတာကတခြားတစ်ခုလုံးလို့သူမမသိဘူးဆူယုံကသူမကိုစောင့်ကြည့်နေပြီဆိုတာမသိသေးဘူးညနေခင်းမှာသူမကအချိန်ပိုင်းအလုပ်ကိုတွားခဲ့ပေမဲ့ဆိုင်ကဒီနေ့ပိတ်နေတယ်လို့ဖို့ကိုင်ပဲနှစ်ယောက်ကသူမကိုပြောခဲ့တယ်ပိုင်ရှင်ကမနစ်ညကစားတော့ဆိုင်ကိုလျှော့ဝှက်စွာရောင်းပြီးထုတ်ပြေးသွားတယ်လို့သူမကမေးတယ်ကျမရဲ့လုခကဘလို့ဖြစ်မလဲတိတာတဲ့အတိုင်းဒါကအချင်းနီးမေးခွန်းပဲမိဘမဲ့တယောက်အနေနဲ့စားဝတ်နေခုံးကြစရိတ်မရှိပဲဘလို့ရှင်းတတ်နိုင်မလဲဒါကြောင့်သူမကိုအကျွေးရှိနေတယ်လို့ယုံကြည်တဲ့ဆွန်ဟီကိုစဉ်းစားခဲ့တယ်သူမကဆွန်ဟီစီကိုရှောက်သွားပြီးပစ္စည်းတွေဝယ်ဖို့လိုတယ်လို့ပြောခဲ့တယ်ပတ်စံချေးလို့ရမလားလုခရတာနဲ့ပြန်ဆက်မယ်လို့အဲ့ဒီအခါမှာဆွန်ဟီကဆူယွန်ကသူ့ကိုပြောနေတာကိုသတိထားမိတယ်သူမကနားချက်ဖြုတ်ပြီးဘာပြောတယ်လို့မေးတယ်ဆူယွန်ကချက်ချင်းဒေါသထွက်သွားပြီးသူမကိုတမင်လိလျူရှုနေတာလားလို့မေးတယ်ဆွန်ဟီကနားချက်ချံတကယ်မချဘူးလို့ရှင်းပြတယ်ဆူယွန်ကချက်ချင်းပောက်ကွဲပြီးအော်ပြောတယ်ငွေပေးမှလားမပေးဘူးလားစာတင်ကန်ကချက်ချင်းတိတ်ဆိတ်သွားတယ်ဆွန်ဟီကဒီနေ့ပတ်စံမယူလာဘူးတောင်းပန်ပါလေလို့ဂယုစိုက်ဖြေတယ်ဆူယွန်ကမနှက်ပြန်ပေးနိုင်မလားလို့မေးတယ်ဆွန်ဟီကကြောက်ရွံ့စွာခေါင်းညိခဲ့တယ်ဒီမြင်ကွင်းကိုဆွန်ဟီကိုကြိုက်နေတဲ့ចောင်းဟိုကသူ့ကိုမြင်ခဲ့တယ်သူကဒေါသတကြီးထောက်သွားပြီးငွေဆက်ကိုနှက်ရွက်ကိုဆွဲထုတ်ကဆူယွန်ကိုဆွန်ဟီကိုအနိုင်ကျင့်နေဖို့တည်တည်ပေးပြီးငွေလိုရဲ့နောက်မှာကျွန်တော်ကိုလာမေးပါလို့ပြောခဲ့တယ်ဆူယွန်ကသူမကိုစားလုံးတယ်လို့ဆက်ဆံနေတယ်လို့ခံစားရပြီးဒေါသတကြီးနဲ့ပစ္စည်းတစ်ခုကိုကောက်ကင်ပြီးသူ့ကိုပစ်ခဲ့တယ်။ကျောင်းဟိုကိုလက်သီးနဲ့တောင်ရိုက်ခဲ့ပြီးဆွန်ဟီကိုမင်းတကယ်ကံကောင်းတယ်လို့ပြောခဲ့တယ်ထူးဆန်းတာကမကြခင်မှာပဲចောင်းဟိုကတကယ်ပဲဆူယွန်ကိုတောင်းပန်ခဲ့တယ်။သူနားလည်မှုလွဲသွားတယ်လို့ပြောခဲ့တယ်။ဒီရိုးရှင်းတဲ့တောင်းပန်ချက်ကဆူယွန်ရဲ့နှလုံးသားကိုလုံးဝထိတယ်။အရင်ကသူမကအဖွဲလိုက်ကွိုင်းလိုက်အနိုင်ကျင့်ခံရတယ်။ចောင်းဟိုကတော်တော်ကျုံသွားပြီးသူမကိုကယ်ခဲ့တယ်။ဒါကသူမကိုကာကွယ်ပေးခဲ့တဲ့ပထမဆုံးလူပဲ။ဒီအချိန်မှာပဲသူမကသူ့ကိုသဘောကျသွားတာဖြစ်မယ်။ကျောင်းဟုတ်ကဆွန်ဟီရဲ့အမေရဲ့ကားထဲကိုစီးပြီးအိမ်ပြနာကိုမြင်တဲ့အခါသူမကဆုံးရှုံးသွားတယ်လို့ခံစားရတယ်။ဒီနေ့သူမအမိုက်ဖြစ်ဖို့သွားတဲ့အခါကျောင်းဟုတ်ကတငယ်ချင်းတယောက်နဲ့စကားပြောနေတာကိုကြားခဲ့တယ်။ကျောင်းပြီးတာနဲ့ဆွန်ဟီကိုဝန်ခံပြောမယ်လို့သူမကလက်ခံမလားလို့တငယ်ချင်းကိုမေးနေတာ။ပြီးတော့အဲ့ဒီစကားအခုတည်းကလူတိုင်းကိုဖျက်ဆီးပစ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ဆူယွန်ကအတိုင်းအတာထဲကြော်လွန်ပြီးဒေါသထွက်နေပြီ။သူမကစာတင်ခန်းကိုသွားပြီးဆွန်ဟီကိုအမိန့်ပေးတယ်။ဒီနေ့ကျောင်းပြီးတာနဲ့ကျောင်းဟိုနဲ့နီးကပ်မနီနဲ့ဆွန်ဟီကဘာကြောင့်လို့မေးတော့မယ်။ဆူယွန်ကစိတ်ခံစားမှုထိန်းချုပ်မှုဆုံးရှုံးသွားပြီးသူပြောတယ်လို့လုပ်ဖို့ပဲပြောခဲ့တယ်။ဆွန်ဟီကကြောက်ရွံ့စွာသဘောတူလိုက်ရတယ်။ကျောင်းပြီးတာနဲ့ဆွန်ဟီကစိတ်ပြောင်းလဲမှာကိုကြောက်လို့ဆူယွန်ကသူမနဲ့အတူရှောက်ခဲ့တယ်။ကျောင်းဟိုကမိလာပြီးဆွန်ဟီကိုစကားပြောချင်တယ်လို့မေးလိုက်တယ်။ဆူယွန်ကထွက်သွားတော့မဲ့ပုံကိုမြင်တဲ့အခါဆွန်ဟီကညမ်းရှိစွာဒီနေ့သူမအလုရှုံနေတဲ့နောက်တစ်ခါထစ်ကောင်းထစ်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ကျောင်းဟိုကလက်လွတ်ဖို့ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့သူကဆွန်ဟီရဲ့မွေးစားမိပါရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ဘက်ကိုမတော်တဆဖော်ပြခဲ့တယ်